အဓိကကအပိုင်း၃ပိုင်းနဲ့ခွဲပြီးတော့တေချာလေးရှင်းပြပေးသွားပါမယ်ပထမတစ်ချက်ကတော့ having healthy relationships ကျန်းမာကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့နဲ့ဒုတိယချက်က safe sex အကာအကွယ်နဲ့ဆက်ဆံနည်းနဲ့ကိုယ်ဝင်ကာကွယ်ဖို့နောက်ဆုံးချက်လေးကတော့ preventing diseases ကူးစက်နိုင်တဲ့ရောဂါတွေကနေပြီးတော့တားဆီးကာကွယ်နည်းပဲဖြစ်ပါတယ် Young Sheldon ဆိုတဲ့ကလေးဇလန်တွဲတွေကလို့လေ Sheldon နဲ့ Missy twins မောင်နှမနှစ်ယောက်ကိုပြောသလိုပဲbirds and bees အကြောင်းလေးပြောရအောင် So ပထမတစ်ချက်အနေနဲ့ having healthy relationships ဒီကျန်းမာတဲ့ relationships တွေဘယ်လိုရှိမလဲနံပါတ်1က how will you know if you're ready for sex ဘယ်အချိန်မှာကိုကလိင်ဆက်ဆံဖို့အဆင်သင့်ဖြစ်ပြီလဲဆိုတာကိုဘယ်လိုသိနိုင်မလဲတချို့လူငယ်တွေကတငယ်ချင်းတွေကြားမှာ peer pressure ကြောင့်လည်းပါတယ်ဒါမှမဟုတ်လို့ရှင်ဆက်စုခြင်းနဲ့သိခြင်းနဲ့စိတ်ဒါမှမဟုတ်ရင်အထီးကျန်တာတွေကြောင့်မို့လို့စောစောစီးစီးဆက်ဆံမိတတ်ကြတယ် but don't worry စောင့်ဖို့ဆိုတာ okay ပါတယ်တဲ့လိင်ဆက်ဆံတာကအရွယ်ရောက်တဲ့လူတွေအတွက်လှုပ်ဆောင်မှုတစ်ခုပါဒါပေမဲ့တယောက်နဲ့တယောက်ရင်းနှီးဖို့အတွက်တခြားနည်းလမ်းတွေလည်းအများကြီးရှိပါတယ် for example ဥပမာလက်ချင်းကင်တာစကားပြောတာကတာနမ်းတာတချင်းတူတူနားထောင်တာထိတွေ့တာပွေ့ဖက်တာတွေကလည်းဒါကိုချစ်ချောင်းကိုပြဖို့အတွက်ကလုံလောက်ပါတယ်ပေါ့နော်နံပါတ်2 what if my partners want to have sex but I don't ကိုယ့်ရဲ့ချစ်သူကလိင်ဆက်ဆံခြင်းမဲ့ကိုကမလုပ်ချင်ဘူးဆိုရင်ဘယ်လိုလုပ်မလဲမှတ်ထားနော်မလုပ်ချင်ဘူးဆိုရင်ဘယ်တော့မှမလုပ်ရဘူးလိင်ဆက်ဆံတာကိုဘယ်တော့မှဖိအားပေးတာဒါမှမဟုတ်အတင်းကျပ်လုပ်တာမျိုးမဖြစ်သင့်ဘူးဘလို့နည်းနဲ့ပဲအတင်းကျပ်လုပ်လို့အဲ့ဒါဟာမရိမှုမြောက်တယ်ကိုယ့်ရဲ့မသိတဲ့လူကပဲလုပ်လို့သိတဲ့လူကပဲလုပ်လို့အတူတူပဲ it's မရိမှု even married couples လင်မယားတွေကြားမှာတော့မှကိုကမလုပ်ချင်ဘူးဆိုရင် just say no ဒုတိယပိုင်းလေးဖြစ်တဲ့ safe sex အကာအကွယ်နဲ့ဆက်ဆံနည်းနဲ့ကိုယ်ကွင်ကာကွယ်ဖို့ကိုဆက်ပြောကြမယ် contraception သတိထားတဲ့နည်းနောက်တစ်ခုကတော့ကွန်ဒုံးတွေကနေလိင်ဆက်ဆံတဲ့အခါမှာယောဂတွေကိုမကူးဆက်အောင်ကာကွယ်ပေးနိုင်တယ်သတိထားစီးတွေကကိုယ်ဝင်မရအောင်ကူညီပေးနိုင်တယ်ဘလို့အမျိုးအစားတွေရှိလဲဘလို့သုံးရမလဲဆိုတာကိုအောက်မှာအသေးစိတ်ပြပြပေးထားပါမယ်ပထမဦးဆုံးတစ်ခုကတော့ emergency contraception လို့ခေါ်ပါတယ် morning after pills လို့လည်းခေါ်ကြတယ် plan B လို့လည်းခေါ်ကြတယ်48နာရီကနေ82နာရီအတွင်းမှာဆရာဝန်စီကိုရအောင်သွားပြီးတောက်ရမှာပါအောက်ပေါ်ပြပါအချက်တွေနဲ့ကြုံလာတဲ့အခါမှာဥပမာကွန်ဒုံးကွဲသွားလို့ကွန်ဒုံးကျွတ်သွားလို့ကွန်ဒုံးမသုံးမိလို့ကိုနေ့စဉ်တောက်နေကြ birth control တောက်ဖို့မေ့သွားလို့ကိုရီစာကိုခင်မွန်ကအကောက်ကွယ်မပါဘဲနဲ့ unprotected sex လုပ်ခိုင်းလို့စသဖြင့်အစရှိတဲ့အခြေအနေတွေမှာဆရာဝန်စီကိုတန်းသွားတင်ပါတယ်။စာလုံးမှာတော့ဆရာဝန်လက်မှတ်နဲ့ဝယ်လို့ရတယ်လို့တချို့general practitioner GP clinic တွေမှာလည်းဆရာဝန်ပြပြီးတော့ consultation ပြပြီးတော့တောင်းယုံပါပဲ။ဒါမဲ့တခုသတိထားမှာကဒီဟာက emergency pill ဖြစ်တဲ့အတွက် emergency pill ဆိုတဲ့အတိုင်းလိုအပ်မှပဲသုံးသင့်ပါတယ်။ဒီနည်းလမ်းကအမြဲတမ်းသုံးတဲ့ birth control မဖြစ်သင့်ပါဘူး။ကိုကတကယ်လို့ sexually active ဖြစ်နေပြီဆိုလို့ရှိရင်သတိထားစီးတွေများစွာရှိတဲ့အထက်ကတချို့ကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်။ကိုယ့်ရဲ့ lifestyle နဲ့ preferences ပေါ်မူတည်ပြီးတော့ဆရာဝန်နဲ့ဆွေးနွေးပြီးမှရွေးချယ်သင့်ပါတယ်ပထမတစ်ခုကတော့ oral contraceptive pills လို့ခေါ်တဲ့ OCP ပါးစပ်ကနေတောက်သုံးတာပဲဖြစ်ပါတယ်နံပါတ်2ကတော့ contraceptive patch သူကတော့ skin ပေါ်မှာကတ်တယ်နံပါတ်3ကတော့ contraceptive injection ဆေးထိုးတာကိုပြောတာပါနံပါတ်4ကတော့ implant skin အောက်မှာထည့်မယ်အရေးပြားအောက်မှာထည့်တာပေါ့နော်နံပါတ်5ကတော့ IUD လို့ခေါ်ပါတယ် intrauterine device လို့ခေါ်တယ်အိမ်ထဲမှာသူက flexible plastic shape လေးဒီပုံစံလေး device လေးထည့်တာကိုခေါ်ပါတယ်နံပါတ်6ကတော့ sterilization ပါနောက်ဆုံးလုံးဝ permanent contraception လို့ခေါ်ပါတယ်မိသားစု family planning တေချာဆုံးဖြတ်ပြီးတော့မှဆုံးဖြတ်ရမယ့်အဆင့်ဖြစ်ပါတယ်ကဲအခုဆိုရင်တော့နီးလန်းများစွာရှိတာလည်းသိပြီးပြီအရွယ်ရောက်တဲ့မိန်းကလေးတိုင်းကိုယ့်ရဲ့ gynae နဲ့အမြဲတမ်း check up သွားပြသင့်ပါတယ်နော် gynae ဆိုတာမိန်းမနဲ့ဆိုင်တဲ့ပြဿနာရှိမှပဲမဟုတ်ပါဘူးတခြားနှစ်စဉ်လုပ်စရာတွေရှိတယ် pap smear လုပ်တာတို့လိုအပ်တဲ့ vaccine ထိုးဖို့လုပ်တဲ့အတွက်ဥပမာရာသီလာလို့ရှိရင်ဘိုင်းအောင်နာကအစ check up လုပ်ဖို့လိုပါတယ်ဆိုကိုနီးဆက်ရမှာကိုနှစ်သက်တဲ့ဆရာဝန်တယောက်တော့ရှာထားတဲ့နယ်လို့အကြံပြုပြရစီရှင်ဟုတ်ကဲ့ကျမတို့ခုဆိုရင်3ပိုင်းမြောက်ကိုရောက်လာပါပြီ preventing diseases ယောဂတွေကိုဘယ်လိုကာကွယ်ကြမလဲပြောလိုက်မယ်ဆိုရင်တော့ HIV ကိုပဲတန်းမြင်ကြမယ်ထင်ပါတယ်လူတွေအများအဖြစ် familiar ဖြစ်တာပေါ့နော် sexually transmitted diseases တွေမှာ HIV တွေမကဘူးကူးစက်နိုင်တဲ့ရောဂါတွေအများကြီးရှိတယ်ဥပမာ HPV syphilis genital herpes etc etc ကဲအဲ့ဒီတော့ဒီယောဂါတွေမကူအောင်ဘယ်လို
နေကြမလဲ first of all sex မလုပ်ပဲနေပါတဲ့အဲ့ကြတော့လေဘယ်သူကနေနိုင်ပါလဲနော် so let's take a look ဘယ်လိုနည်းတွေနဲ့ကာကွယ်လို့ရလဲဆက်ကြည့်လိုက်ရအောင်နံပါတ်1ဘယ်အပေါက်နဲ့ပဲဆက်ဆံကွန်ဒုံးသုံးကြမယ်ပေါ့နော်နံပါတ်3ကို့မာတာကိုတေချာရွေးကြမယ်ကိုယ့်ရဲ့ရီးစားအိမ်တောင်ဘက်လင်မယားအစရှိသဖြင့်girlfriend boyfriend အကုန်လုံးကိုတေချာရွေးမယ် promoting exclusivity ချစ်သူနှစ်ယောက်ကြားကဆက်ဆံရေးအကြောင်းကိုနည်းနည်းလေးဆက်ပြောရအောင်ဘာလို့လဲဆို related ဖြစ်တဲ့ရှင်းနေနောက်နဲ့တယောက်ကိုတယောက်ကချစ်တဲ့ဆက်ဆံရေးကယုံကြည်မှုနဲ့လေးစားမှုကိုပံ့ပိုးပေးတယ်ပြီးတော့လင်ရနေတဆင့်ကူးဆက်တဲ့ယောဂတွေရဲ့အန္တရာယ်ကိုလည်း short ချပေးတာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကိုယ့်ဘက်ကလုပ်လို့ရတဲ့ prevention တစ်ခုကတော့အသက်9နှစ်ကနေ45နှစ်အတွင်းထိရောက်တဲ့ HPV Human Papilloma Virus ကိုကာကွယ်တဲ့ HPV vaccine ဆိုတဲ့ကာကွယ်ဆေးရှိပါတယ်။ HPV ကာကွယ်ဆေးကလိင်အင်္ဂါ genital warts နဲ့အင်္ဂါကင်ဆာဖြစ်ပွားမှုအများစုကိုကာကွယ်ပေးတယ်။ HPV ကြောင့်ဖြစ်တဲ့လိင်အင်္ဂါ vaginal vulva လိင်တံသို့မဟုတ်စက်အိုကင်ဆာတွေကိုကာကွယ်ပေးတယ်။စင်ကာပူမှာတော့ polyclinic သို့မဟုတ်ဂိုင်းနီကိုယ့်ရဲ့ဂိုင်းနီစီမှာမေးမြန်းဆွေးနွေးပြီးတော့ရယူတင်ပါတယ်ဟုတ်ကဲ့ကျမတို့နောက်ဆုံးကိုရောက်လာပါပြီ In conclusion a sexually responsible adult ဖြစ်ဖို့က not only women but also men မိန်းကလေးတွေမှာပဲတာဝန်ရှိတာမဟုတ်ပါဘူးယောက်ျားလေးမွေးထားတဲ့မိဘတွေဆိုလို့ရှိရင်ငယ်ငယ်တွေကနေတာဝန်ယူသိတတ်မှုရှိအောင်သင်ပေးသင့်ပါတယ်အသိပညာပေးသင့်ပါတယ် so sex is part of being human love and feelings of closeness play an important role in healthy relationships from childhood through old age လိင်ဆက်ဆံတာကတဲ့လူသားဖြစ်ခြင်းရဲ့အစိတ်အပိုင်းတစ်ခုပါပဲရှက်စရာလည်းမလိုဘူးကြောက်စရာလည်းမလိုဘူးအပေါ်ကပြောသွားတဲ့အချက်တွေအတိုင်းလိုက်နာမယ်ဆိုရင် you will have safe sex in your life အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဒီကနေဆုတောင်းရင် have a good day see you in next videos thank you so much for watching my videos bye bye